လို့သိချင်းနသာတူဟာကမကုံခန်းစားနေလို့စားချိန်ကိုသတိမရပဲနနက်စာမြစားပဲနေလိုက်ရင်နောက်မနေ့ချိန်စားစားအသက်မရှိနိုင်တော့နမလီသောတာပီဘဝနာဒေါသထွက်လို့သိချင်းနသာရီဟာနသမီးတွေနဲ့ပြောပါနေရင်ကတခြားနတ်တွေကလာရောက်ဖတ်ပြိုင်နိုင်မျိုးရှိတတ်တယ်အဲဒီကဖတ်ပြိုင်လာတဲ့နတ်ကိုဒေါသထွက်တတ်တယ်ဒေါသထွက်တဲ့နတ်ရဲ့ကိုယ်ခန္ဓာဟာမီးလောင်တကယ်တော့ပူပြီးစုတင်ရတယ်ဖတ်ပြိုင်တဲ့နတ်ကလည်းဒေါသထွက်ရင်စုတင်ရတယ်ဒါကြောင့်မိမိကိုဒေါသထွက်မှန်းသိလျက်နဲ့ဒေါသမထွက်ခင်တခြားနေရာကိုရှောင်သွားရတယ်ဒါမှသာအသက်ချမ်းသာရာရှာပါတယ်ပုပ္ပနမိတ်၅ပါးရှိပါတယ်နတ်သားနဲ့သမီးတစ်ပါးပါတတန်းကုန်လုံးစုတည်တော့မယ်ဆိုရင်တော့လူတို့ရဲ့အရှိအတွက်9ရက်မြောက်မှာပုပ္ပနမိတ်၅ပါးထင်လာတယ်နံပါတ်1ပရိသေအခါကပန်းစင်ခဲ့သောပန်းတွေညှို့နှံ့ကုန်ခြင်းနံပါတ်2နတ်ဝ